ဒီနေ့တော့စန်ဒီကလပ်ကျောင်းသားတွေကိုစပယ်ရှယ်ကလပ်လည်းပေါင်းထားပါတယ်စန်ဒီကလပ်ကျောင်းသားတွေကိုခြားခြင်းလမ်းကြောင်းတိုင်းတာခြင်းသင်ခန်းစာလက်တွေ့လှုပ်ဆောင်နေကြတာဖြစ်ပါတယ်ပတ်လန်းနေဆွဲပါတယ်တိုင်းပါတယ်ဒိုင်ယာကိုမိညမ်းပါတယ်ဟောဒီလိုအားတွေကိုဟောဒီဒိုင်ယာကိုဆွဲတက်မှတိုင်းတက်မှဖြစ်ပါအဲ့ဒါတွေကိုတိုင်းတက်မှအောင်းမွေတဲ့ USB ကောင်းလဲခြင်း USB ကောင်းလဲပြီးတာနဲ့အောင်းမွေတာနဲ့ရက်နေခြင်းရနေပြီးတော့ဆက်လက်ရှောက်လဲနိုင်မှာဖြစ်ပါတယ်ဒိုင်ယာကြည့်တယ်ဆိုတာ professional တယောက်ဖြစ်စီခြင်းလို့ကြည့်တာပေါ့ဒိုင်ယာမကြည့်လဲဖုံးပြင်လို့ရပါတယ်အောင်းမွေ USB ကောင်းလဲပြီးပြန်ပေးလိုက်ပေါ့ဗျာအဲ့တော့အောင်းမွေတဲ့ USB ကောင်းလဲရမှာပါရက်စီကောင်လဲတိုင်းနဲ့အာဝင်ရမှာလားရက်စီကောင်လဲပြီးအာမဝင်ရင်ဘာဒီစစ်ကမလဲဆိုတဲ့သင်ခန်းစာကိုဒီနေ့မှာသင်ကြားပေးနေတာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အာမဝင်တဲ့ရက်စီကောင်ကြောင့်မဟုတ်ဘူးအာမဝင်တဲ့ရက်စီကောင်ကြောင့်လားမဟုတ်ဘူးရက်စီကောင်လဲပြီးတော့အာမဝင်ခဲ့ရင်ဟောဒီလိုပတ်လန်းနေနဲ့ဟောဒီစားကြပြားပေါ်မှာဟောဒီလိုတိုင်းတာပြီးတော့ကျွန်တော်တို့ mobile phone technician တွေကပြင်ဆင်ပေးကြရပါတယ်ဟောဒီလို mobile phone ပညာရပ်တွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့399542032219ဆက်သွယ်ပြီးစေးသေးအနံ့နိုင်ပါပြီ normal class နဲ့ special class ဆိုပြီးတော့တက်ကွယ်2မျိုးရှိပါတယ်မိမိစက်နှစ်တရားတက်ကွယ်ကိုရွေးချယ်တက်ရောက်သင်ကြားနိုင်ပါတယ်